โอเคမင်္ဂလာပါဒီအခန်းလေးရဲ့အလှပလေးကိုကြည့်ပြီးပြီဆိုတော့ဒီအခန်းအသေးစိတ်ချက်လက်လေးကိုကျွန်တော်ရှင်းပြပေးမယ်ပေ26ဆန်မှာတလွှာတစ်ခန်းဆောက်ထားတဲ့တိုက်ဖြစ်ပေမဲ့ရှာရှာပပဖျားခန်းသီးတန်းပါတယ်ဖျားစင်လေးကိုကန်ဆယ်ဘိတ်မှာပြီးတော့ထည့်ပေးထားတာတွေ့ရတယ်ခင်းပေးထားတာကတော့ V9 flow ကိုအကောင်းသားလေးခင်းပေးထားတာဖြစ်တယ် TV console တွေပါတယ်ဆိုလည်းကန်ဆယ်ဘိတ်မှာပြီးသေချာလေးထည့်ပေးထားတာမီးဆိုင်တွေပါတယ်နဲ့မျက်နှာချက်ကိုလည်းတက်အိမ်လုံးကိုခန်းထားနေအောင်ပြင်ဆင်ပေးထားတယ်အိမ်ခန်းအနေနဲ့ master bedroom နဲ့ double bedroom ဆိုပြီးတော့နှစ်ခန်းပါမယ်နှစ်ခန်းလုံးကတော့သူကလည်းသူကြဲကြဲဝုန်းဝန်းပဲဒါလေးကဒီ double bedroom လေးပေါ့နော်နေရာကနိုင်လမ်းတွေပါတယ်အစားပါတယ်ဒီနေရန်ကပ်ပေးထားတဲ့အလှပြင်ကုန်တွေနေရန်ကပ်မှန်နေဆိုတော်တော်လေးလှတယ်အိတ်ခန်းထဲဝင်တဲ့ရှောက်လန်းတွေကအစာမျက်နှာချက်တွေကိုပြင်ဆင်ပေးထားတာဒီအိမ်ကိုဘယ်လောက်အသေးစိတ်ပြင်ထားလဲဆိုတော့သိတာတယ်ပေါ့နော်ဒါလေးက master bedroom လေးဖြစ်တယ်သူကလေးနဲ့သူတော့ကြဲကြဲဝုန်းဝန်းပဲအခုနလိုနိုင်လမ်းတွေပါတယ်ပါမယ်ဒီ master မှာပါတဲ့ band WC လေးဆိုလည်းတော်တော်လေးကြဲကြဲဝုန်းဝန်းနဲ့ pressure band တွေဒီကျွန်တော် basin တွေပါတယ်အကုန်ပါပြီးသားပေါ့နော်မီးဖို့ခန်းမှာမီနီဘားကောင်တာပါမယ်ဒီ space ကတော့ကျွန်တော်တို့ဒီ master တွေက band WC ပေးထားတာဆိုတော့နောက်မှာတော့ကမ္ဘောရီရှိုးကန်တိုင်းလည်းတစ်ခုပဲပါတော့ပဲပေါ့သူကလေးနဲ့ဆိုတော့ကြဲကြဲဝုန်းဝန်းပါပဲဒီကမ္ဘောရီရှိုးကန်တိုင်းလည်းထဲမှာဆို basin တွေအလှကြီးမှန်တွေရှားပါတယ်အကုန်လုံးပါဝင်ပြီးသားဖြစ်တယ်တောင်းကလာပါမြို့နယ်73ရက်ကွက်ရဲ့ကော်လီယာ26လမ်းထဲမှာဖြစ်ပြီးတော့6ထပ်ရဲ့တတိယတဲ့စစ်စစ်ကလေးဖြစ်တယ်၄လွှာပေါ့နော်18ပေ54ပေအကျယ်ပါဈေးနှုန်းလေးက2990ဦးမှာတေချာလေးညှိနှိုင်းပြီးအောင်မယ်ဆိုတော့အရန်တန်ပါတယ် BCC လည်းဒီလားကုန်ကြမယ်လို့သိရပါတယ်